ဒီလိုရုပ်ရှင်ကားတွေရိုက်တာတော့ပီတိဖြစ်တာပေါ့နော်ဒါပေမဲ့ဇမင်းသားဘဝလေးတော့မဖြောက်စေချင်ဘူးရုပ်ရှင်မင်းသားဘဝကိုတော့အမြဲရောက်ပြီးတော့ဇက်ပင်ပြစ်ထားခဲ့တာမျိုးတော့မြင်လို့ပေါ့နော်အောင်မြင်တာကိုပီတိဖြစ်တယ်အဲ့တော့အောင်စုရဲလို့မဖြစ်ခင်တည်းကဦးနှောင်းဝဲဝိုင်းရံပြီးတော့ပေါ့သူရှိတဲ့အခက်အခဲပေါင်းများစွာကြော်ဖြတ်တဲ့ဟာတို့ဦးနှောင်းဝဲရှိရမမတ်ရက်တည်ပေးခဲ့ပါလေနော်အခုလည်းဒီလိုအောင်မြင်လာတဲ့အတွက်ပီတိဖြစ်လို့တားရဲ့ပီတိတွေကိုလာပြီးစားသုံးကြတာပါဗျဒီလိုရုပ်ရှင်ကားတွေရိုက်တာတော့ပီတိဖြစ်တာပေါ့နော်ဒါပေမဲ့ဇမင်းသားဘဝလေးတော့မဖြောက်စေချင်ဘူးရုပ်ရှင်မင်းသားဘဝကိုတော့အမြဲရောက်ပြီးတော့ဇက်ပင်ပြစ်ထားခဲ့တာမျိုးတော့မြင်လို့ပေါ့နော်အောင်မြင်တာကိုပီတိဖြစ်တယ်အဲ့တော့အောင်စုရဲလို့မဖြစ်ခင်တည်းကဦးနှောင်းဝဲဝိုင်းရံပြီးတော့ပေါ့သူရှိတဲ့အခက်အခဲပေါင်းများစွာကြော်ဖြတ်တဲ့ဟာတို့ဦးနှောင်းဝဲရှိရမမတ်ရက်တည်ပေးခဲ့ပါလေနော်အခုလည်းဒီလိုအောင်မြင်လာတဲ့အတွက်ပီတိဖြစ်လို့တားရဲ့ပီတိတွေကိုလာပြီးစားသုံးကြတာပါဗျသူ့ရဲ့ကြိုးစားအမှုကိုဘယ်လိုမြင်လဲသူအောင်စကောင်းတယ်သူမှအသိရှိပြီးသား talent ရှိပြီးသားအောင်စုရဲလို့ပြတ်တော့သူအခုလိုမအောင်မြင်တောင်းကလာပါကပြီးတဲ့အခုအင်ဂျီလေးတယောက်ရှိတယ်အဲ့ဒါနန်းသက်ဆွေပေါ့သူထဲမှာမန်နေဂျာအခုကျွန်တော်မင်းသားလေးချိအောင်ဆိုချိလိုက်တဲ့ခါကျသူကညီညွတ်တက္ကသိုလ်ကျောင်းsinhအခြေခံကောင်းပြီးသားတော့အတန်ရောရုပ်ရောပေါ့နော်သူဆိုတဲ့ငိုတဲ့ပြောတတ်တာဖြစ်တယ်ဒီကလေးအောင်မြင်မှာအဲ့ဒါမို့နောက်ဆက်ပြီးပတ်ဖို့ခဲ့ပါတယ်ဗျနော်ဟိုဗပြင်းမထောင်နိုင်တဲ့ရေမူတော့ပြင်းဇွတ်ထောင်ခိုင်းလို့မရဘူးပေါ့နော်ဒီကလေးမွေးဟောက်ကလေးပါ